online ပေါ်မှာလဲကျွန်တော်တို့ကြီးတဲ့အခါမှာကျွန်တော်ကိုကျမကိုဘုရားကစကားပြောတယ်ကျမကိုစကားပြောတယ်စသည်ဖြင့်တက်တက်ခံနေလဲအများကြီးတွေ့ရမှာဖြစ်တယ်ကျွန်တော်ကိုဖွဲ့ပြတယ်စသည်ဖြင့်ပေါ့နော်ဒီနေ့ဘုရားခင်ကျွန်တော်ကိုစကားပြောတယ်စသည်ဖြင့်ပေါ့အဲ့တော့ဒီမှာရှိတဲ့မိဘညီကိုမောင်မတို့ဒီနေ့ကျမတို့ကိုဘုရားခင်တကယ်ပဲစိတ်မှန်တဲ့ဘုရားခင်စကားပြောခြင်းကိုသင်ကိုယ်တိုင်ခံစားရပြီလားကြားရပြီလားဆိုတာကျွန်တော်တို့အစဉ်ချဖို့ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှဘုရားခင်ကနိလမျိုးစုံနဲ့ဘုရားခင်ကျွန်တော်တို့ကိုစကားပြောတယ်ကျမ်းစာအုပ်လုံးမှာအများကြီးရှိတယ်ဖွင့်ပြထားတာနော်ကျမ်းစာမှာရေးထားတာပေါ့အဲ့တော့အဲ့ဒီထက်ကနာနည်းငယ်ကျွန်တော်ကိုအပေးဖို့ရတဲ့ပြင်ဆင်ထားပါတယ်ဆုတောင်းကြပါစို့အဖဖျားကိုရောကိုကျေးဇူးတင်နေဒီညနေခင်းဝတ်ပြုခြင်းဆင်တွေကျေးဇူးတင်နေနှုတ်ကပတ်တော်တွေ့လေကျေးဇူးတင်နေကိုရောကိုနိုင်စကားပြောလက်ဒီနေ့ကြားနိုင်တဲ့တယောက်ချင်းစတိုင်းနားလေနိုင်ပါမြတ်အကြောင်းဝိညာဉ်ဘုရားလွတ်လပ်စွာအလုံးလုံးတော်မူပါတာရဲ့နှုတ်ရှာပါးစပ်ပုံမှာလဲကိုရောအသုံးပြုလက်ကောင်းချီးဖြစ်စေတော်မူပါနှုတ်ကပတ်တော်တွေ့လက်တော်စက္ကအနာတဲ့ခါမှာယေရှုဘုရားနာမ၌ဆုတောင်းစက္ကအနာကြပါ၏အာမင်အဲ့တော့ဘုရားသခင်ဒီနေ့နော်ဘုရားသခင်ဘယ်လိုပုံစံစကားပြောတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ဗဒ္ဓမတစ်ချက်ကအတန်တော်အဖြစ်စကားပြောပါတယ်နော်အတန်တော်အဖြစ်စကားပြောတယ်ဆိုတာကိုတမန်ကျမ်းစာမှာများစွာပေါ်ပြထားပါတယ်အဲ့တော့ကျွန်တော်တို့ကျမ်းစာကိုတစ်ချက်တွားကြည့်ရအောင်ချင်းမြို့ရတုံးအပိုင်ငယ်၄မှာကျွန်တော်ဖတ်ချင်ပါတယ်မောရှေတွား၍ကြည့်ရှုကြောင်းကိုဒါရဘုရားမြင်တော်မူလေမောရှေဟုခြုံထဲကခေါ်တော်မူ၏မောရှေကလည်းအကျွန်ုပ်ရှိပါ၏ရှောက်ဆုံလေ၏ခြုံထဲကနေပြီးတော့မှမောရှေကိုခေါ်တဲ့အကြောင်းအရာကိုရေးထားတာဖြစ်တယ်အဲ့တော့ဘုရားခင်ကမောရှေကိုဣသရေလလူမျိုးတွေကိုဒီအင်ဂျစ်ပြည်ကနေခေါ်ထုတ်ဖို့ရတဲ့သူပြင်ဆင်တဲ့အခါမှာမောရှေဆိုတဲ့လူကိုလာခေါ်တယ်ဘုရားသခင်ကအတန်တော်နဲ့ခေါ်တာဖြစ်တယ်ခြုံကမင်းလောင်နေတယ်ဒါပေမဲ့ခြုံကတော့မင်းမလောင်ကြွားသွားဘူးအဲ့မင်းကတော့လောင်နေတယ်အဲ့ဒီထက်ကနဲ့မောရှေကိုခေါ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အဲ့တော့ဘုရားသခင်ကသူတခုအသုံးပြုတော့မယ်ဆိုရင်ဘုရားသခင်အတန်နဲ့လည်းစကားပြောတယ်ဆိုတာကိုနားလည်ရပါတယ်အဲ့တော့တခြားဒီကျမ်းစာနောက်တစ်ခုမှာဗာတွေ့ရလဲဆိုရင်103:4မှာလည်းဗာတွေ့ရလဲဆိုရင်ရှမလကိုခေါ်တဲ့ဘုရားသခင်ခေါ်တဲ့အကြောင်းအရာကိုရေးထားတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ရှမလကိုဒီ prophet လို့ဖို့ရတဲ့အသုံးပြုဖို့ရတဲ့ဘုရားသခင်ကခေါ်တဲ့အခါမှာအတန်နဲ့ခေါ်တယ်တဲ့အဲ့တော့သူငယ်ဆိုတဲ့ဒီရှမလကဟာနာရဲ့သားဖြစ်တယ်အဲ့ဒီအချိန်မှာသူကဟာနာကတားမရတဲ့ခါမှာမြုံတဲ့ခါမှာသူတကယ်လို့ဒီကလေးရခဲ့ရင်ပေါ့ကလေးရခဲ့လို့ရှိရင်ဘုရားသခင်ကငါသားအမယ်ဆိုပြီးမှသူ့မှာဘုရားကိုဂတိပေးထားတာရှိတယ်ဒါကြောင့်မို့သူရတဲ့ခါမှာရှင်မလကိုအဲလီစမှာအားရဖြစ်တယ်အဲလီကယေဘရဟိဖြစ်တယ်ဆိုတော့အဲလီစမှာအားတဲ့ခါမှာသူကတော့သူကြီးလေးပဲရှိသေးတယ်ပေါ့နော်ရေးလေးပဲရှိတယ်ဒါမဲ့တနေ့မှာအဲလီသားတွေကတော့ဘုရားကိုဒီဘုရားနောက်မလိုက်တဲ့ခါမှာတော့အတိကတော့သူတို့ခိမှာဆိုရင်ဒီဟိုပေါ့ယေဘရဟိတဲ့ဆိုစက်ကဲလို့တွားရတယ်ဒါပေမဲ့အဲလီကြတော့သူသားတွေကကြတော့သူဒီဘုရားနောက်မလိုက်တဲ့ခါမှာတော့အတိကဒီဟိုရှင်မနာကိုတော့ဘုရားခင်ခေါ်ပြီးမှသူ့ကို prophet အရာမှာအသုံးပြုဖို့ရတဲ့ဘုရားခင်ခေါ်လာတယ်ဆိုတဲ့အကြောင်းကိုရေးထားတာဖြစ်တယ်103:4မှာဖတ်ကြည့်လို့ရတယ်3:6မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဖတ်ရမှာဖြစ်တယ်အဲ့တော့ရှင်မနာကိုခေါ်တဲ့အကြောင်းကအတန်နဲ့ခေါ်တယ်တဲ့နော်အတန်နဲ့ခေါ်တာအဲ့တော့ဘုရားခင်ကမောရှေကိုလည်းအတန်နဲ့ခေါ်တယ်နော်အတန်ပေးပြီးခေါ်တယ်အဲ့တော့ရှင်မနာကိုလည်းခေါ်တဲ့အခါမှာအတန်ပေးပြီးမှဘုရားကခေါ်တယ်မတုံညီနဲ့နေပဲအလုံးမှာဘုရားခင်လုခိုင်းဖို့ရတဲ့ဘုရားခင်ကအလူတွေကိုစကားပြောလဲရှိတယ်နော်လူတွေကိုအတန်အဖြစ်စကားပြောလဲရှိတယ်ကျွန်တော်ဘဝမှာလည်းဘုရားတောင်းတခန့်ကြဖို့တယ်နော်ကျွန်တော်
အဲ့ဒီဘုရားတန်ကတော့ကျွန်တော်ဘုရားမှာတခါမှဒီလူတွေနဲ့မပြောဘူးတဲ့စကားပေါ့နော်စကားတန်တခုကျွန်တော်ကြားခဲ့ရတယ်ပေါ့နော်အဲ့တော့ဘုရားအတောင်ကြားတဲ့အခါမှာကျွန်တော်ကဒီအမှုတော်မဆောင်ခင်မှာပေါ့ဒီအမှုတော်ဆောင်ဖို့ရတဲ့ကျွန်တော်ကိုဘုရားခေါ်တဲ့အခါကျွန်တော်ကဟုတ်ကဲ့လို့ပြောလိုက်တာနဲ့ကျွန်တော်ကိုဘုရားကထားပြီးမှမပြောတော့ပဲမဲ့အဲ့ဒီအတန်ကြီးကကျွန်တော်နှလုံးသားထဲမှာအမြင်ဆွေးနွေးနေရှိပါတယ်အဲ့တော့ဒီမှာရှိတဲ့ညီမညီမတွေကိုလည်းဘုရားသခင်နေလာမျိုးစုံနဲ့ကျွန်တော်တို့စကားပြောလဲရှိတယ်ဘုရားသခင်ကစကားပြောလဲရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီမှာကျမ်းစာအဖြစ်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဘုရားစကားကိုကျွန်တော်တို့ကြားလိုက်ဖို့ရတယ်ကျွန်တော်တို့တမန်ကြီးရပြည့်စုံဖို့အရေးကြီးတယ်ဆိုတဲ့အရာကိုအဲ့တော့ဒီမှာပထမတစ်ချက်မှာတော့ကျွန်တော်အတန်တော်အဖြစ်ဘုရားသခင်ကသူတခုခုလို့တော့မယ်ကျွန်တော်တို့တက်တောင်းဘုရားသုံးပြုတော့မယ်စာပြေဆိုရင်အတန်တော်အဖြစ်လေဘုရားကစကားပြောနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်အမြဲတမ်းနှလုံးသားထဲမှာမှတ်ရအောင်နောက်တစ်ခုကအိမ်မက်ယူပါယူအားဖြင့်လေဘုရားသခင်စကားပြောပါတယ်เนาะအဲ့တော့အဲ့ဒီကျမ်းစာကိုလည်းတစ်ချက်ကျွန်တော်တို့ဖတ်ချင်ပါတယ်အဲ့တော့တော့ကြာခဏစနာစနေဦးတစ်ချက်ဖတ်ချင်ပါတယ်နေဝင်တော့အခါအဗြဟံဒီဂျေဆွာအချေဖြစ်ဤပြုံးလက်ထုံတော်မောင်မိုင်းနေတွေ့၍ကြည်လက်ခြင်းတို့ရောက်လေ၏ဘုရားဒီကျမ်းစာကအာဗြဟံကိုဘုရားခေါ်တဲ့ဘုရားသခင်စကားပြောတဲ့အရာကိုရေးထားတာအကြောင်းအရာကိုတွေ့ရတယ်အဲ့တော့အာဗြဟံကိုခေါ်လာတဲ့အခါမှာအာဗြဟံကိုဒီဘောင်ချခကြီးတော့စနေတေကလည်းတောက်လျှောက်ကြည့်တဲ့အခါမှာအာဗြဟံကိုသူ့လူမျိုးကြီးဖြစ်စေမယ်ဘုရားခင်ကနော်တရားပြလူမျိုးတို့ကကောင်းကြီးဖြစ်စေမယ်စာရပြဘုရားကဂတိတော်များဆိုပြီးပြီးမှအာဗြဟံကိုခေါ်တူတာဖြစ်တယ်ဘုရားပြင်ရတယ်နော်ဆိုတော့အာဗြဟံကိုခေါ်တူဖို့ရတဲ့အာဗြဟံကိုခေါ်တူတဲ့အခါမှာအာဗြဟံကိုအများအားဖြင့်အိမ်မက်အားဖြင့်သူခေါ်တယ်ဆိုတာကိုနားလည်ရတယ်နော်အိမ်မက်မဲပြမယူပါယူအားဖြင့်ဘုရားခင်ခေါ်တယ်ဆိုတော့နားလည်ရပါတယ်ဒါမဲ့အာဗြဟံကိုဒီလိုပဲခေါ်တယ်လို့ကျွန်တော်ကတော့မဆိုလိုပါဘူးနော်မောရှေကိုလည်းဒီလောက်ပဲခေါ်တယ်လို့စကားပြောတယ်လို့ကျွန်တော်မဆိုလိုဘူးတော့လည်းပဲကျွန်တော်တို့ကျမ်းစာတွေ့ရတဲ့အခါမှာအာဗြဟံအိမ်မက်ဒီကျမ်းစာမှာတော့အခုကျွန်တော်တို့ဖတ်တဲ့နေရာမှာတော့အာဗြဟံကိုအိမ်မက်မဲစေပြီးမှအဲဒီကနဲ့ဘုရားခင်စကားပြောတယ်ဆိုတာကိုနားလည်ရပါတယ်အဲ့တော့ကျွန်တော်တို့အိမ်မက်လို့ပြောတဲ့အခါမှာအိမ်မက်ဆိုတော့ဒီအိမ်မက်ယူပါယူဒီကျမ်းစာမှာအများကြီးပေါ်ပြထားတယ်အိမ်မက်ယူပါယူနဲ့စကားပြောတာလေနော်စကားပြောတာအများကြီးတွေ့ရတယ်ပေတရုကိုလည်းတမန်တော်19မှာကြည့်တဲ့အခါမှာ30လောက်မှာကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာတော့တွေ့ရတယ်ပေတရုကိုလည်းကောင်းကင်ကနေနော်ကဲညညာတဲ့ပြာလို့ကြားလာပြီးမှညညာတဲ့အကောင်ဘလို့ညာဆိုပါတဲ့အရာကိုဒါစားပါဆိုမြာချပေးတယ်အဲ့ဒါဒီသူအသက်ခံမအိမ်နေတဲ့အချိန်မှာတွေ့ရတယ်ပေါ့နော်အဲ့ဒါဒီကယုံပါယူဖြစ်တဲ့အိမ်မက်ယူပါယူတွေဖြစ်တယ်အဲ့တော့ဘုရားခင်ကအိမ်မက်ယူပါယူအားဖြစ်ပေါ့နော်စကားပြောတယ်ဆိုတာကိုကျွန်တော်တို့မှာကျမ်းစာကပေါ်ပြထားပါတယ်နော်ဘုရားခင်ကယူပါယူအိမ်မက်ကလည်းယူပါယူအဲ့လိုစကားပြောတတ်တယ်ဆိုရဟာကိုကျွန်တော်နှလုံးသားထဲမှာကျွန်တော်မှတ်ထားရအောင်ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ဒီနေ့တော့ကျွန်တော်အသက်တာနဲ့ပို့ပြီးမှအသက်ခံရှိတယ်ကျွန်တော်အသက်တာထဲမှာချင်းဆောင်ချင်းနဲ့ပတ်သက်ပြီးမှနေချင်းဘုရားခင်အိမ်မက်ပေးတယ်နော်ပြီးရင်ခရစ်တော်မွေးဖွားခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်ကိုတည်ခြင်းဘုရားခင်ကအိမ်မက်ပေးခဲ့တယ်ပေါ့နော်ပြီးရင်နောက်ဆုံးသောကာလနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ကိုတည်ခြင်းဘုရားခင်အိမ်မက်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘုရားသခင်အဲ့ဒီဘုရားသခင်ပေးတဲ့အိမ်မက်တွေယူပါယူတွေကပျောက်မသွားဘူးအမြဲတမ်းကျွန်တော်တို့နှလုံးသားထဲမှာရှိနေတာဖြစ်တယ်အဲ့ဒီအရာတွေဘုရားသခင်စကားပြောပြီဆိုရင်ပျောက်မသွားဘူးအဲ့ဒီအရာဘယ်ရာနဲ့မှခံစားလို့မရတဲ့အရာတစ်ခုဟုတ်တယ်လူတွေပြောရင်တေချာတင်ပေးထားတာတော့မှမဲ့သွားတယ်ကြမ်းချစ်တော့မှကျွန်တော်တို့ကောင်းကြည့်ထားတယ်နော်ကောင်းကြည့်ထားတယ်ဒါပေမဲ့ကြာလာရင်ထပ်ခါမကျဲတဲ့ခါမှာမဲ့သွားတယ်ဒါပေမဲ့ဖျားပေးတဲ့ယူပါယူတွေဖျားပေးတဲ့အိမ်မက်တွေကလုံးဝမမဲ့သွားဘူးနော်
ကျွန်တော်ဘဝမှာလည်းမမဲ့ဘူးဒီမှာတက်တက်ခံနေအများကြီးကြာမှာဆိုလို့ကျွန်တော်မပြောတော့ဘူးဖျားသခင်ကအိမ်မက်တွေယူပါယူတွေအားဖြင့်ဘုရားသခင်ကျွန်တော်တို့လူသားတွေကိုစကားပြောတယ်နော်ချစ်တော်မြတ်ဆွေဒါကြောင့်မို့ဒီနေ့တင့်ရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းတခါတလေအိမ်မက်တွေမဲ့လာတဲ့ခါမှာအိမ်မက်တိုင်းကမှန်တာတော့မဟုတ်ဘူးနော်ဒါပေမဲ့ဘုရားသခင်ဖွင့်ပြတဲ့အရာတွေဘုရားသခင်မဲ့စေတဲ့အရာတွေရှိတယ်ကျွန်တော်တို့စင်ချင်ရမယ့်အရာတွေကစင်ချင်ဖို့ဖြစ်တယ်လိုက်လျှောက်ရမယ့်အရာကလိုက်လျှောက်ဖို့ရတဲ့ဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်နိုင်ငံခွန်အားပေးလိုပါတယ်ဆိုတော့ကျမ်းစာမှာတော့အများကြီးပေါ့နော်အများကြီးပေါ်ပြတာပေါ့ဒါပေမဲ့ဒီလောက်နဲ့ပဲကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကောင်းကင်တမန်အဖြစ်စကားပြောတယ်ဘုရားခင်ကကောင်းကင်တမန်များအဖြစ်စကားပြောဖို့လားဒီမှာရှိတဲ့လူကတော့ကောင်းကင်ခုနဟာဒီကတော့ပြောဖို့တာရှိလိမ့်မယ်သို့တော်လည်းပဲကောင်းကင်တမန်အဖြစ်တော်စကားတော့တိတ်မပြောလေပြောတာမရှိဘူးတော့ဒါပေမဲ့အများပိုင်းကကောင်းကင်တမန်တွေပြောတဲ့အရာပေါ့နော်တမန်ဟောင်းမှာတွေ့ရမှာဖြစ်တယ်တမန်ဟောင်းမှာတွေ့ရတယ်ပြီးရင်တမန်တိတ်မှာလဲတချို့ဒီခရစ်တော်ကာလမှာတွေ့ရပါတယ်အဲ့တော့တမန်ဟောင်းမှာလဲတချို့တွေ့ရတာဖြစ်တယ်ကပ္ပဦးကျအခန်းကြီး18နေ့လို့ဖတ်တဲ့အခါမှာအာဗြဟံဒီဒေါသူနဲ့ဂေါမရပျက်စီးတော့မဲ့အချိန်မှာမရောက်ခင်လေးမှာနော်အာဗြဟံစီမှာပုဂ္ဂိုလ်၃ပါးရောက်လာတယ်ဆိုပြီးမှကျမ်းစာမှာဖော်ပြထားတယ်ပေါ့နော်အဲ့တော့အာဗြဟံစီမှာရောက်လာတဲ့ဒီပုဂ္ဂိုလ်၃ပါးကတော့အာဗြဟံကလူပဲထင်နေတာဒါပေမဲ့တကယ်ကျွန်တော်ကြည့်တဲ့အခါမှာအာဗြဟံနဲ့စာရာကအဲ့တဲ့ဝတ်ကိုအရာကြည့်ပြတဲ့လူဖြစ်တယ်ဆိုတာကိုနားလည်ရတယ်ဒါကြောင့်ကျွန်တော်တို့ညီကိုမမတွေဒါတွေလဲကျွန်တော်တို့အသက်တာထဲမှာလဲအဲ့တဲ့တကယ်အဲ့တဲ့ဝတ်ကိုကြည့်ပြတဲ့လူတွေဖြစ်ဖို့အရေးကြီးတယ်နော်တခါတလေအာဗြဟံကအဲ့လိုကျူဆူတဲ့ခါမှာနော်အဲ့တဲ့ဝတ်အရာကောင်းတဲ့ခါမှာကောင်းကင်တမန်ကို तू ကကျူဆူမိတာဒါနဲ့ तू ကကောင်းကြီးဖြစ်သွားတာအဲ့ဒါနဲ့ပဲဒီအာဗြဟံကိုဘယ်လိုပြောလဲနော်အာဗြဟံကိုကောင်းကင်တမန်တွေကညီကူလူပေါ့လူဒီလိုစကားပြောတာအာဗြဟံကိုဒီတာအိဇက်ပေးမဲ့အကြောင်းအရာတွေအများကြီးပြောလာတယ်နော်ပြီးဒီဂေါမရအကြောင်းအရာတွေအများကြီးသူတို့ ਨੇ ပြောခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေကြည်ချင်းအားဖြစ်ပေါ့အဲ့ဒီအရာတွေကြည်ချင်းအားဖြစ်ကျမ်းစာဖတ်နေတော့အများကြီးကြာမယ်အဲ့တော့အဲ့ဒီအရာတွေကိုစဉ်းစားချင်းအားဖြစ်ဘာလဲဖျားခင်ကကျွန်တော်တို့ကိုဘယ်လိုပုံစံစကားပြောလဲဆိုရင်ကောင်းကင်တမန်အားဖြင့်လဲစကားပြောတယ်ဆိုတာကိုတွေ့ရတယ်နော်အာဗြဟံတက်တမန်ကောင်းကင်တမန်နဲ့စကားပြောတယ်ပြီးရင်သူ့ရဲ့သားသူပေါ့နော်လောတကဂေါမရမှာအဲ့ချိန်မှာဂေါမရမှာရှိနေတယ်ဆိုဒိုမာနဲ့ဂေါမရမှာရှိနေတယ်အဲ့တော့အဲ့ဒီမှာကောင်းကင်တမန်ကဒီလောတစီမှာလဲရောက်သွားတယ်နော်အဲ့မှာရောက်ပြီးမှကောင်းကင်တမန်နှစ်ပါးကအလားအဲ့မှာသူတို့ ਨੇ မိသားစုလိုပဲနော်စကားပြောတာဒါတချက်ကျွန်တော်စဉ်းစားကြည့်တာပေါ့အာဗြဟံမွေးလာပြီးမှအာဗြဟံနဲ့ကြီးလာတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာသူကလည်းကဲအဲ့တဲ့ကိုကျင်ဖြူတဲ့လူဖြစ်တယ်ဆိုတာကိုနားလည်ရတယ်ဗောနော်နားလည်ရတယ်အဲ့မှာတချက်ကျွန်တော်ကြော်တော့ပြီမဖတ်တော့ဘူးနော်ဒီနောက်မှဖတ်တော့မယ်အဲ့တော့ဒီရောတာသူကကောင်းကင်တမန်လာတဲ့အခါမှာအဲ့ဒီမြို့ကလူတွေကအယားဆိုးတာနော်အယားညစ်ညားတာပေါ့ပြောမှဆိုရင်တော့ဘုရားသခင်မကြိုက်ဘူးသူတို့ကိုဘုရားသခင်ညှို့ညိုးတယ်ပေါ့သူတို့လုပ်ရတယ်ကိုအဲ့တော့အဲ့ဒီမှာပြည့်စည်ဖို့ရတဲ့တကယ်တော့အဲ့ဒီရောတာကိုမိသားစုကိုကယ်တင်ဖို့ရတဲ့သူလာတာဒါမဲ့ဟိုလူတွေကတွေ့သွားတော့ဘာဖြစ်လဲအဲ့ဒီနှစ်ယောက်ကိုထုတ်ပေးပါဆိုပြီးမှပြောတာသူတို့ကပြိုဒီကာမကိုပြိုဖို့ရတဲ့သူတို့ကိုထုတ်ပေးပါလို့ပြောတာအဲ့ဒီမှာကျွန်တော်တစ်ချက်စဉ်းစားကြည့်တာဒီအာဗြဟံသူရဲ့အသက်တာထဲမှာလေအရာချစ်စရာလေးတစ်ခုရှိတာကတော့ဘာလဲဆိုရင်တော့သူ့မှာအဲ့ဒီတွေကိုဘယ်လောက်ထိတောင်းဖူးထားရဆိုငါအိမ်မှာဝင်လာတဲ့အဲ့ဒီကိုကြတော့လုံးဝမထိပါနဲ့နော်တင်တို့ပြိုချင်တယ်ဆိုရင်ငါမှာပြိုကညာရှိတယ်အဲ့ဒါပေးမယ်အဲ့လောက်ပဲပြောတော့မယ်နော်ဆိုတော့အဲ့လောက်ထိအဲ့ဒီကိုကြည်တယ်ဗောနော်ဆိုတော့အာဗြဟံသူကလည်းအာဗြဟံနဲ့သူနေခဲ့တဲ့အတွက်ကြောင့်မို့
သူကလည်းကောင်းကင်တမန်အားဖြင့်စကားပြောခွင့်ရတယ်နော်အဲ့တော့ကောင်းကင်တမန်အားဖြင့်လူတွေကိုစကားပြောတယ်ဆိုတာကိုနားလည်ရပါတယ်အဲ့ဒီအကြောင်းအရာကတော့ဆွမ်းနာကျွန်တော်တို့ပြောတယ်လို့ကပောက်ချမ်း18ကနေဖတ်ကြည့်တဲ့အခါမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီတမန်တိနဲ့ဒီတမန်ဟောင်းကြားမှာပေါ့နော်ယေရှုခရစ်တော်မွေးဖွားလာဖို့ရတဲ့ပြင်စီတဲ့အခါမှာလဲကောင်းကင်မှာပြန်ပြီးမှလူတွေကိုစကားပြောတဲ့အရာကိုတွေ့ရတယ်အဲ့တော့ဇာခရိကဒီရစ်ပူဇုံနေတဲ့အခါမှာပေါ့ဇာခရိကရစ်ပူဇုံနေတဲ့အခါမှာသူ့စီမှာကောင်းကင်မှာပေါ်လာတယ်လို့ပြောတယ်။ဘာကြောင့်လဲသူလာတယ်ဆိုတော့ယေရှုခရစ်တော်ရဲ့ရှေ့ပြေးဖြစ်တဲ့ဗတ္တိဇံယောဟန်ကိုမွေးဖွားဖို့ရတဲ့သူကလာပြီးမှလာပြောတာကောင်းကင်မှာကသူကမိတ်ဆွေလို့လာပြောတာတငယ်ချင်းလို့လာပြောတာစကားလာပြောတာဖြစ်တယ်ဆိုတော့ဒီဇာခရိကဒီကောင်းကင်မှာနဲ့စကားပြောပြီးမှသူဒီဗတ္တိဇံယောဟန်ပေါ့နော်မွေးဖွားမဲ့အကြောင်းအရာတွေသူပြောတယ်သူကတော့မယုံတဲ့အတွက်မယုံကြည်တဲ့အတွက်ကြောင့်မို့အပ်သွားတယ်ပေါ့နော်ဒါပေမဲ့ယောဟန်မွေးဖွားလာတဲ့အခါမှာသူအချင်းကနဲ့ကျမ်းမာချင်းကိုပြန်ရပါတယ်အဲ့တော့ပြောချင်တဲ့အရာကကောင်းကင်မှာအားဖြင့်ဇာခရိကိုလည်းစကားပြောခဲ့တယ်အဲ့ဒီနောက်မကြနောက်6လလုံတဲ့အခါမှာ6လကြာတဲ့အခါမှာကျွန်တော်တို့သိတဲ့ယေရှုခရစ်တော်ရဲ့မင်းတော်မာရိစီမှာအဲ့ဒီကောင်းကင်မှာကထပ်ပြီးမှသွားပြီးမှယေရှုခရစ်တော်မွေးဖွားမဲ့အကြောင်းကိုသွားပြီးမှစကားပြောတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီကောင်းကင်မှာအားဖြင့်စကားပြောတယ်စကားပြောပြီးမှမင်းတော်မာရိဝန်ခံတဲ့အခါမှာမင်းတော်မာရိကကျွန်တော်လူသားတွေကိုကယ်တင်ဖို့ရတဲ့ယေရှုခရစ်တော်ကိုကိုယ်ဝင်ဆောင်ဖို့ရတဲ့ဖြစ်လာတယ်ဟာလေလုယာအဲ့တော့ယေရှုခရစ်တော်တဲ့တော်စင်ထဲမှာယေရှုခရစ်တော်အသက်ခံတယ်အသက်ခံပြီးမှဗာလဲတင်းချိုင်ကနဲ့ချမ်းမြောက်တဲ့ခါမှာလဲကောင်းကင်တမန်ကပြန်ပြီးမှမာဂဒါလိုက်မာရိတို့စီမှာစကားပြောလာတယ်ဆိုတာကိုတွေ့ရတယ်နော်တင်းချိုင်မှာနေတယ်တဲ့တင်းချိုင်မှာနေပြီးမှဒီစကားပြောတာကောင်းကင်တမန်တွေကအဲ့တော့ကောင်းကင်တမန်အားဖြင့်ဘုရားသခင်ကကျွန်တော်တို့ကိုစကားပြောတယ်ဆိုတာကိုလူတွေကိုစကားပြောတယ်ဆိုတာကိုတွေ့ရတယ်ကျမ်းစာမှာပေါ့နော်ဒါပေမဲ့ဒီခေတ်ဒီခါမှာတော့ကောင်းကင်တမန်စကားပြောတာကတော့တိတ်မချရတော့ဘူးနော်ဒါပေမဲ့ထိုင်းမှာတော့တယောက်ကျွန်တော်မိမကျွန်တော်ပြောပြတယ်ပေါ့နော်ထိုင်းမှာဆရာတော်တယောက်ကအမှုတော်ဆောင်မဲ့သူကအမှုတော်ဆောင်ရင်းနဲ့ပေါ့တရက်အိမ်ပြောင်ဖို့ရတဲ့နောက်ကျပြီးမှနာမည်တော့မပြောတော့ဘူးပြန်သွားတယ်ပေါ့နောက်ကျပြီးပြန်သွားတဲ့ခါမှာသူတို့ရွာမှာရောက်ဖို့ရတဲ့ဒီမိတခုရှိတယ်ပေါ့မိတခုနည်းနည်းရေမကူးနိုင်လောက်အောင်ကြီးတဲ့မိတခုရှိတယ်ပေါ့အဲ့တော့အဲ့ဒီမှာရောက်တဲ့ခါမုန်းကလည်းချို့တော့မယ်ဆိုတော့သူကသူဘက်ဖောင်နေလုံနေမယ်ဆိုလဲကြာတော့မှာပေါ့နော်မုန်းချို့တော့မှာပေါ့အဲ့တော့သူအများကြီးသူဘယ်လိုလုပ်မလဲဒီနေ့တော့ဒီမှာပဲအိတ်တော့မယ်ပေါ့နော်တနေရာအဲ့လိုအိတ်တော့မယ်ဆောင်းလည်းမရှိဘာလည်းမရှိဆိုတော့ဘလောက်များအေးမလဲပေါ့ညမှာပေါ့သူကရမ်းဆိုရင်ပြီးမှဆူတွေတောင်းပြီးမှသွားနေတဲ့အချိန်မှာဒီချောင်းရောက်တဲ့အခါမှာဟိုးတစ်ဖက်ကနဲ့နေပြီးတော့မှဖောင်တစ်ခုလာတယ်တဲ့သူ့စီမှာလာနေတာဖောင်တစ်ခုကလာပြီးမှသူလည်းစကားမပြောဘူးအဲ့ဒါနဲ့ဟိုဖောင်ဆရာလည်းစကားမပြောတာနဲ့သူကလည်းသူ့ကိုလာခေါ်ပေးတယ်ထင်တယ်ဆိုပြီးမှစကားမသိဘဲနဲ့မပြောဘဲနဲ့စီးသွားပြီးဟိုးဖေးရောက်တဲ့ခါမှာကန်းစားကိုနင်းလိုက်ပြီးမှကျေးဇူးတင်စကားပြောမလို့ကြည်တာမရှိတော့ဘူးတဲ့နော်မရှိတော့ဘူးတဲ့အဲ့တော့အဲ့ဒီအရာက तू ကနောက်မှ तू တက်ခံတာပေါ့ဘုရားသခင်ကကောင်းကင်တမန်တွေဇေလုတ်ပြီးမှကျွန်ုပ်ကိုလာကယ်ပါလားဆိုတာတော့တက်ခံတဲ့အရာတွေကိုကျွန်တော်ကမိမဆရာနဲ့သိစေပြီးမှကျွန်တော်ကြားရတာပေါ့နော်အဲ့တော့အဲ့ဒီအရာတစ်ခုတော့ကျွန်တော်တွေးရတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာဘယ်သူဒီကောင်းကင်တမန်အဖြစ်လူကိုစကားပြောတယ်ဆိုတာတော့သိတော့မကြားတော့ဘူးเนาะမကြားရတော့ဘူးဒါပေမဲ့ကောင်းကင်တမန်အဖြစ်လေဘုရားသခင်ကစကားပြောတယ်ဆိုတဲ့ဟာကိုကျွန်တော်နားလည်ထားဖို့အရေးကြီးပါတယ်နောက်တစ်ခုကဘာလဲဆိုရင်အဲ့ဒီခုနကျမ်းစာကတော့ဒီလုကာတိ7 73အထိဖတ်တဲ့အခါမှာတွေ့ရတယ်เนาะကဲဆိုတော့နောက်တစ်ခုကြော်မယ်ဆိုတော့နောက်တစ်ခုကတော့ကျမ်းစာအဖြစ်ဘုရားသခင်စကားပြောပါတယ်နော်ကျမ်းစာအဖြစ်ဘယ်လိုစကားပြောလဲစသည်ပြီးတော့ကျွန်တော်တို့စဉ်းစားစရာရှိပါတယ်
အဲ့တော့ကျမ်းစာကဖျားသခင်100%လူ100%နဲ့ရေးထားတာကျမ်းစာကိုလေအဲ့တော့ကျမ်းစာရေးတဲ့အကြောင်းအရာကိုလည်းနည်းနည်းပြောပြချင်တယ်နေ့တိ36မှာသူကျမ်းစာရှိသည်များတွေဘုရားသခင်မုတ်သွေးတော်မူတော့အားဖြင့်ဖြစ်၍လို့ပြောတယ်နော်တစ်ဆက်တည်းမှာကြည့်တဲ့အခါမှာဆာလံ119ခုမြောက်တော့ဆာလံအပိုက်ငယ်105မှာလည်းနှုတ်ကပတ်တော်တွေကျွန်ုပ်တို့အကျွန်ုပ်ခြေရှက်မှာမီးခွဲဖြစ်၍အကျွန်ုပ်လမ်းခင်းကိုလိမ့်စေပါ၏လို့ပြောပါတယ်အဲ့တော့ကျမ်းစာကကျွန်တော်တို့လူတွေသူဖန်ဆင်းထားတဲ့လူတွေကိုဘုရားသခင်ကသူ့ရဲ့အလူတော်ကိုသိရှိဖို့ရတဲ့ရေးထားတာဘုရားကပဲရေးခိုင်းတာဒီကျမ်းစာလေးဘုရားကပဲရေးခိုင်းပြီးမှဒီကျမ်းစာအဖြစ်သူ့ရဲ့သားသမီးတွေကိုသိစေတာဒီကျမ်းစာကပဲအဲ့တော့ကျမ်းစာဖတ်တဲ့အခါမှာမစိုးရင်နဲ့လို့ပြောတဲ့အခါမှာဖယားကအဲ့ဒီစိုးရင်ချင်းကနဲ့သူကအမြဲတမ်းကယ်တင်မယ်ဆိုတဲ့ဂရိတော်ဖြစ်ပါတယ်မစိုးရင်နဲ့ပြောတာကိုနားလည်နော်မစိုးရင်နဲ့လို့ပြောရင်ဖယားကျမ်းစာမှာမစိုးရင်နဲ့လို့ပြောရင်ဖယားတောင်းဝင်လို့ပြောနေတာဖြစ်တယ်နော်အဲ့တော့အဲ့ဒါကဘာပြောလဲကျမ်းစာအဖြစ်ကျွန်တော်တို့ကိုစကားပြောနေတာဩတကယ်ဒုက္ခတွေရောက်တဲ့အခါမှာနော်ဒုက္ခတွေရောက်တဲ့အခါမှာပေါ့အဲ့ဒီကျမ်းစာတွေကျွန်တော်တို့တင်းခနဲ့နဲ့ကျွန်တော်တို့ဖတ်ထားတဲ့တမန်ကျမ်းစာကျွန်တော်တို့စိတ်နှလုံးထဲမှာရောက်လာတဲ့အခါမှာဒုက္ခရောက်တဲ့အခါမှာပေါ့အဲ့တော့ဟာဘုရားရဲ့ကျမ်းစာကကျွန်တော်ကိုကျမကိုမစိုးရင်နဲ့ပြောတယ်ဆိုပြီးမှကျွန်တော်တို့အဲ့ဒီကျမ်းစာကိုစိတ်ချမိတဲ့အခါမှာစိုးရင်ချင်းတွေပျောက်ပြီးမှကျွန်တော်တို့ပြန်ပြီးမှလမ်းဆန်းခြင်းခွန်အားတကပြန်ရတာဖြစ်တယ်နော်မကြောက်နဲ့လို့ပြောတဲ့အခါမှာလည်းကြောက်เสียရှိတဲ့အတွက်ကြောင့်မကြောက်နဲ့လို့ပြောတာအဲ့တော့လောကမှာကြည့်တဲ့အခါမှာဘယ်နေရာမှာတကယ်ပျော်စရာနေရာတော့မရှိဘူးနော်အလုံးကကြောက်စရာတွေများတယ်စိုးရင်စရာတွေများတယ်ဒါမဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကမစိုးရင်နဲ့မကြောက်နဲ့ငါတွေတင်တဲ့အတူရှိမယ်ဆိုပြီးမှဂတိပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်အဲ့တော့သူအဲ့လိုပြောခြင်းဘုရားသခင်အဲ့လိုပြောခြင်းကသူကကျွန်တော်တို့နဲ့ဒီကျမ်းစာတောင်းယူနေတယ်ဆိုတဲ့ဟာကိုပြောပြနေတာအဲ့တော့ကျမ်းစာအဖြစ်ကျွန်တော်တို့ကိုကျွန်တော်တို့ဖတ်တဲ့ကျမ်းစာအဖြစ်ကျွန်တော်တို့ကိုစိုးရင်ချင်းကလည်းမစိုးရင်ချင်းကျွန်တော်တို့ခံစားစေတာကြောက်ချင်းကလည်းဒီမကြောက်တော့ဘူးဆိုတဲ့စိတ်တတ်သိရှိလာတာကဘာလဲဆိုရင်အကျမ်းစာထဲကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်ဒီမှာရှိတဲ့လူတွေအများဖြစ်တော့ဒီဟာတော့စကားပြောချင်းခံရမှာဖြစ်တယ်ဟုတ်တယ်နော်ကိုကြားထားတဲ့အရာဖြစ်စေပြည့်ရဖတ်ဖူးတဲ့အရာအားဖြစ်စေတခါတည်းကျွန်တော်တို့ဂျုံတဲ့ပြဿနာတိုင်းမှာရင်ဆိုင်ရတဲ့ပြဿနာထဲကနဲ့ဖျားစကားပြောတဲ့အရာတွေနှုတ်ကပတ်တော်ထဲကနဲ့ပြောတဲ့အရာကတော့လူတိုင်းမှာဒီအရာကတော့ကျွန်တော်တို့လူတိုင်းမှာကြုံဖူးရမယ်ကြုံဖူးမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျမ်းစာအားဖြင့်လေဘုရားသခင်ကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်နော်ကျမ်းစာအားဖြင့်တယောက်ယောက်အားဖြင့်လာပြီးမှဆရာတပါးပါအားဖြင့်နော်ကျမ်းစာမှာဒီလိုပြောတယ်နော်တငယ်ချင်းမကြောက်နဲ့လို့ပြောတယ်လေဟုတ်တယ်မလားမကြောက်နဲ့မစိုးရင်နဲ့လို့ပြောတယ်လေမစိုးရင်ပါနဲ့နော်ဘလို့အချင်းနဲ့ဆိုဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတဲ့လူတယောက်ယောက်ကကျွန်တော်တို့ကိုကျမ်းစာအားဖြင့်သူအားဖြင့်ပို့လာတဲ့အခါမှာလေအဲ့ဒါလေဘုရားသခင်ရဲ့ကျွန်တော်တို့အဲ့ဒီလူထဲကနဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်တချိန်ကကျွန်တော်ဆရာနာမီတော့မပြောတော့ဘူးကျွန်တော်ကိုတကယ်ဝိညာဉ်ဖခင်တယောက်ပဲပေါ့နော်ဝိညာဉ်ရေးရမှာအများကြီးတုံတင်ခဲ့တဲ့လူတယောက်ဖြစ်တယ်သူကတချိန်တုန်းကအမှုတော်ဆောင်ဖြစ်ရင်းနဲ့သူတနေ့တော့လေးကျသွားတယ်ပေါ့နော်လေးကျသွားတယ်ဆိုတော့သူကအမှုတော်မဆောင်ချင်တော့အမှုတော်ဆောင်တယ်ဆိုတော့မလွယ်ဘူးဟိုကောင်ကကန်ဒီကောင်ကကန်ဘောလုံးလိုကန်လာတဲ့ခါမှာ तू ကမခံနိုင်တဲ့အတွက်ကြောင့်မို့ तू မလုပ်ချင်တော့ဘူးကျွန်တော်အမှုတော်မဆောင်ချင်တော့ဘူးဆိုပြီးတော့ तू မွေးဆေးဝါးတွေသုံးဆွဲစိတ်ပြတ်ပြီးမှပေါ့တကယ်တော့စိတ်ပြတ်ပြီးမှ तू အဲ့လိုလုပ်တဲ့ခါမှာတနေ့မှာလူကလေးတယောက်ကသူ့စီမှာလာတယ်တဲ့ तू မူးကြော်နဲ့နေတဲ့ခါမှာပေါ့မူးရင်းနဲ့ तू နေတဲ့ခါမှာဟာဆရာရင်တော့ကအမှုတော်ဆောင်လေဆရာကဘာဖြစ်လို့အခုဒီလိုလုပ်နေတာလဲဒါမကောင်းဘုရားမကြိုက်ဘူးနော်ဒါဘုရားစင်လိမ့်မယ်နော်ဒီလိုမလုပ်ရဘူးပေါ့စသည်ဖြစ်သူကိုပြောတဲ့အခါမှာသူ့ကိုတစ်ချက်ပဲသူပြောတာဘာတတိယလဲဆိုရင်သူကကျမ်းစာထဲမှာဟုတ်တယ်လေဘုရားသခင်ကနော်ဘုရားသခင်ကမကြိုက်ဘူးသူလုပ်တာကို
ငါအမှုတော်ဆောင်တယောက်ကစွတ်တောင်းပေးတဲ့အခါမှာဒီတခုခုကြောင်းပြီးတဲ့အခါမှာပေါ့အမှုတော်ဆောင်တွေကဘယ်လိုလုပ်တက်ဆာကျင်ရတယ်နော်ငါတစ်သက်လုံးအမှုတော်ဆောင်မယ်စသည်ဖြစ်ပေါ့ဒီပြောရတယ်ကြောင်းစီးမှာပေါ့စွတ်တောင်းပေးတယ်စသည်ဖြစ်ပေါ့အဲ့တော့သူကအဲ့ဒါကိုတတိယပြီးမှငါဒီလူတော့မဟုတ်တော့ဘူးဒါဖယားသခင်ကျွန်တော်ကိုပြောနေတာဖြစ်မယ်ဒီလူစီကနဲ့ဆိုပြီးမှကလေးစီကတုံတည်တဲ့စကားအဖြစ်သူပြောင်းလဲပြီးမှထပ်ပြီးမှအမှုတော်ဆောင်တယောက်ပြန်ဖြစ်လာတယ်ဆိုတဲ့ဟာကိုသူကပြောပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်တယ်အဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကျမ်းစာအဖြစ်ကျွန်တော်တို့တငယ်ချင်းတွေအဖြစ်စကားပြောနိုင်တယ်နော်တယောက်ယောက်အဖြစ်ဆရာအဖြစ်စသဖြင့်စကားပြောနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့သွားရအောင်နောက်တစ်ခုကဝိညာဉ်တော်အဖြစ်စကားပြောပါတယ်ဝိညာဉ်တော်အဖြစ်စကားပြောတယ်တဲ့ကျွန်တော်တို့လူတွေကိုအတိတ်ကအဖြစ်ဝိညာဉ်တော်အဖြစ်စကားပြောတာကဆွမ်းနာပြောတဲ့တမန်ကျမ်းစာထဲမှာမချော်ဝိညာဉ်တော်ကစကားပြောတယ်အခုခေတ်ကရခေတ်စားတယ်ဝိညာဉ်တော်ဖွင့်ပြတယ်ဝိညာဉ်တော်ပြောတယ်စသည်ဖြစ်ပေါ်အများကြီး line ပေါ်မှာလည်းတွေ့ရတယ်တကယ်ပြောလားမပြောလားတော့မသိဘူးနော်ဒါပေမဲ့တကယ်ပြောတာလည်းရှိနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ဝိညာဉ်တော်တကယ်ရှိနေလို့ကျွန်တော်တို့နဲ့အတူရှိနေလို့ဖြစ်တယ်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတွေဝိညာဉ်တော်ရဲ့စကားပြောခြင်းတွေတကယ်ရှိတယ်အဲ့ဒါကိုလည်းယုံကြည်ရအောင်နော်ဆိုတော့ဝိညာဉ်တော်စကားပြောတယ်ဆိုတာကတမန်ကျမ်းစာနဲ့အညီသူကပြောတာဖြစ်တယ်နော်အဲ့တော့ဒီယောဟန်16:73မှာဘယ်လိုပြောလဲဆိုရင်တမန်တရားနဲ့ပြည့်စုံသောဝိညာဉ်တော်သူဝိညာဉ်တော်ဒီရောက်လာသောအခါတမန်တရားကိုတင်တို့အားကျွေးမဲ့တုံတင်လိမ့်မည်သူဝိညာဉ်တော်ဒီကိုအလိုအလျော့ဟောပြောသည်မဟုတ်ကြားသမျှကိုဟောပြောလိမ့်မည်နောင်လာတတ်သောအရာတို့ကိုလည်းတင်တို့အားဖော်ပြလိမ့်မည်တဲ့ဟုတ်တယ်နော်ဝိညာဉ်တော်ကစကားပြောတာဝိညာဉ်တော်ကပုဂ္ဂိုလ်ဖျားဖြစ်တယ်ဖျားဖြစ်တယ်အဲ့ဒီဖျားကယေရှုခရစ်တော်ပဲကျွန်တော်တို့ကိုပေးခဲ့တာယေရှုခရစ်တော်ကောင်းကင်ကိုတက်ကြွတဲ့အခါမှာယေရှုလွတ်သမျှကျမ်းစာရှိသမျှကိုဖော်ပြဖို့ရတဲ့ဒီကျမ်းစာထဲကနဲ့လူတွေကိုနားမလည်တဲ့အရာတွေကိုဖွင့်ပြဖို့ရတဲ့ဝိညာဉ်တော်ကကျွန်တော်တို့နဲ့အတူဒီအသိတော်ကာလမှာလာပြီးမှကျင့်ဝတ်တယ်လူတွေနဲ့ကျွန်တော်တို့နဲ့ကျင့်ဝတ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့ကိုစကားပြောပါတယ်စကားပြောတယ်ဝိညာဉ်တော်ရဲ့စကားပြောတယ်ကတမန်ကျမ်းစာကိုမလွဲဖို့ရတဲ့သူကအမြင်ဖြောက်လဲကျမ်းစာအလိုတော်တိုင်းကျမ်းစာအတိုင်းသူကတုံတည်ပေးတယ်အဲ့တော့ကျမ်းစာမှာမရှိတဲ့ဟာတွေရှောက်ဟိုဟာဒီဟာပြောတာတော့မဟုတ်ဘူးအဲ့ဒါတော့ဝိညာဉ်တော်ပြောတယ်လို့တော့ယုံဆလို့မရဘူးဒါမဲ့တမန်တရားနဲ့ညီတဲ့အရာတွေသူကဖွင့်ပြခြင်းနဲ့သူပြောတယ်သူတက်တဲ့ခံတဲ့အရာတကယ်ဖြစ်တာမဖြစ်ဘူးလားဆိုတာကအတိတ်ကဖြစ်တယ်တကယ်ဖြစ်နေတယ်ဆိုရင်အသက်တာထဲမှာတကယ်ဖြစ်နေတယ်ဆိုရင်သူ့ကိုဝိညာဉ်တော်အားဖြင့်စကားပြောနေတာဖြစ်တယ်သူ့အားဖြင့်ကျွန်တော်တို့ကိုစကားပြောနေတာဖြစ်တယ်ဆိုတာကိုနားလည်စေခြင်းနဲ့ဒါကြောင့်မို့ကျွန်တော်ဝိညာဉ်တော်ရဲ့စကားပြောတယ်ဆိုတာကဘယ်သူတွေကိုပြောလဲဆိုရင်မယုံကြည်သူတွေကိုမပြောဘူးဝိညာဉ်တော်ကမယုံကြည်သူကိုအဲ့လောက်ဒီရှာမပြောတာလည်းမရှိဘူးဒါပေမဲ့ဘုရားသားသမီးတွေကိုပြောတာဖြစ်တယ်ဘုရားသားသမီးတွေကိုတော့အမြဲတမ်းဝိညာဉ်တော်ကစကားပြောနေတယ်ဟင်အဲ့တော့ယောမဩဝါဒစာခန်းကြီး14မှာတစ်ချက်ကျွန်တော်တို့ဖတ်ချင်တယ်ဘုရားသခင်ဝိညာဉ်တော်ဆုမပစ်ပြီးတော့မုန်တမြတော်သူတို့တွေဘုရားသခင်တာဖြစ်ကြ၏လို့ပြောတယ်အဲ့တော့ဘုရားသားတွေကိုဝိညာဉ်တော်ကပြောတယ်စကားပြောတယ်ဘုရားသားတွေကိုဝိညာဉ်တော်ဘုရားကသူ့ရဲ့အလိုတော်ဘုရားရဲ့အလိုတော်ယေရှုခရစ်တော်ကျွန်တော်တို့ယေရှုခရစ်တော်ကနေပြီးတော့ကျွန်တော်တို့ကိုကယ်တင်တယ်ကျွန်တော်တို့ကိုကယ်တင်တဲ့အမှုတွေကိုတာ၍တည်ရှိပြီးမှကျွန်တော်တို့ရဲ့အသက်တာအဖြစ်ဘုရားသခင်ဘုန်းတော်တည်ရှားတဲ့အသက်တာဖြစ်လာဖို့ရတဲ့ဝိညာဉ်တော်ကကျွန်တော်တို့ကိုစကားပြောနေတယ်နော်ဝိညာဉ်တော်စကားပြောတဲ့အခါမှာခုနပြောလို့ပေါ့ကျွန်တော်တို့ကိုနားမလည်တဲ့ကျမ်းစာဖတ်တယ်နားမလည်ဘူးဒါပေမဲ့တစ်ခါဖတ်တယ်နားမလည်ဘူးဆုတောင်းတယ်ဖတ်တယ်ဆုတောင်းတယ်ဖတ်တဲ့အခါမှာကျမ်းစာကိုဝိညာဉ်တော်အားဖြင့်နားလည်စေတယ်နော်ကျမ်းစာကတစ်ချက်တည်းနဲ့အများကြီးဖွင့်ပြချက်တွေရလာတယ်ဆိုတာကဘာလဲဆိုရင်
ဝိညာဉ်တော်ကျွန်တော်တို့အထဲမှာစကားပြောတာဖြစ်တယ်ဝိညာဉ်တော်ကစကားပြောတာဖြစ်တယ်အဲ့တော့တခါတခါမှာကျွန်တော်တို့တခါတခါပေါ့ငါဟိုဖက်တွားရီကောင်းမလားမတွားရီကောင်းမလားစသည်ဖြစ်ပေါ့အဲ့လိုမျိုးရှိတဲ့အခါမှာကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုတွားသိလားမတွားသိလားဆိုတာကိုဖွဲ့ပြပါတယ်မသိမတာလဲကျွန်တော်တို့ကိုဖွဲ့ပြပါတယ်အဲ့တော့မတွားဖြစ်ဘူးဆိုဟိုတနေ့ဆရာခွာလီစင်းနဲ့ကျွန်တော်ကဒီဖူမစတာမှာတွားတဲ့အခါမှာအရှက်မှာတော့ဒီဟိုပေါ့သူတို့ broad check လုပ်နေတာအဲ့တော့ကျွန်တော်တို့နေရောက်တွားနေတဲ့လမ်းမှာအရှက်မှာ broad check လုပ်နေတော့ကျွန်တော်တို့နေရောက်ကဖိချင်တော့လမ်းကနလမ်းရှိတာကျွန်တော်တို့နည်းနည်းရောင်ပြီးမှဟိုဖက်လမ်းကိုရှောက်လိုက်တော့အဲ့ဒီလမ်းတလမ်းဖြစ်တော့ဒီပုံမာတော့ဒီဖက်သွားရမှာဒီဖက်ပြန်ရမှာဒါပုံမာနော်ပုံမာသွားတဲ့လမ်းကျွန်တော်အမြဲတမ်းသွားတဲ့လမ်းအဲ့တော့ဒီလမ်းမှာဒီနေ့ကတော့ဘယ်လိုလဲမသိဘူး broad check အများကြီးပဲကျွန်တော်တို့ west မှာကြီးတဲ့ကောင်အများကြီးရှိနေတယ်အော်ဒါမဖြစ်တော့ဘူးဘယ်လိုလုပ်မလဲဒါမှဘုရားရှိတယ်ဆိုပြီးတော့သွားတဲ့ကောင်မှာဘုရားရှိတယ်ဆိုပြီးသွားလိုက်တာနည်းနည်းလေးပဲလွေသွားတာလမ်းကြောင်းကနည်းနည်းလေးလွေသွားတော့အဝေးကြီးပြန်ရောက်သွားပြီးမှဟိုးရောက်တဲ့ခါမှာလမ်းခွဲရောက်တဲ့ခါမှာတခြားလမ်းတစ်လမ်းကိုပြလိုက်တာဝေါဟာလေလုယာအဲ့တော့အဲ့ဒီ project ကိုကြော်သွားတယ်ဟာလေလုယာအဲ့ဒါဝိညာဉ်တော်ကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်ဝိညာဉ်တော်ကကျွန်တော်တို့ဒုက္ခရောက်မဲ့အရာကိုဝိညာဉ်တော်ကဒီလိုရှောင်ပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအမှုတော်ဆောင်တွေအများအဖြစ်အမှုတော်ဆောင်တွေကကြုံရလဲရှိတယ်အဲ့ဒါကတော့မနဲ့ဖြာတရားဟောရတော့မှဘာဟောရမှမသိဘူးစသည်ဖြစ်ပေါ့နော်ပြီးစီးဖို့ဘယ်လိုလုပ်ရမလဲဘုရားကိုဆုတောင်းတဲ့အခါမှာဘုရားတခင်ကငါသားဒါဟောပါဆိုပြဝိညာဉ်တော်ကမသိစိတ်ကနဲ့အထဲကနဲ့ဝိညာဉ်တော်ကအပြင်ကနဲ့မပြောဘူးနော်အထဲကနဲ့ပြောတာနော်အထဲကနဲ့ကျွန်တော်တို့ကိုနှုတ်ဆော်တာဖြစ်တယ်ဒီလိုလုပ်ပါဆိုပြီးမှကျွန်တော်တို့ကိုပြောလဲရှိတယ်အဲ့တော့ယုံကြည်သူအတီးတီးမှာနော်ယုံကြည်သူတိုင်းမှာဝိညာဉ်တော်ရဲ့နှုတ်ဆော်ခြင်းရှိတယ်အတိတ်ကတော့ကျွန်တော်တို့ဆုတောင်းပါဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့အမှုတိုင်းမှာဒီဆုတောင်းခြင်းအဖြစ်အစပြုတ်မယ်ဆိုရင်ဝိညာဉ်တော်ကကျွန်တော်တို့ကောင်းမကောင်းဆိုတာကိုဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကိုတုံတင်ပေးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့နဲ့အတူရှိနေလို့ပဲဖြစ်ပါတယ်။ဟာလေလုယာ။ဘုရားရှင်နာမဘုန်းကြီးပါစေ။အဲ့တော့နောက်တစ်ခုကတဘာဝအရာအဖြစ်ဘုရားခင်စကားပြောတယ်။တဘာဝအဖြစ်စကားပြောတယ်။အဲ့တော့ကျမ်းစာမှာဒီလိုရေးထားပါတယ်အဲ့တော့ဆာလံ19ခုမြောက်သောဆာလံပဲ့ငယ်တိမှာကျွန်တော်အနေနဲ့ဖတ်ချင်ပါတယ်မိုးကောင်းကင်သည်ဘုရားသခင်ရဲ့ဘုန်းအတရေတော်ကိုကြားပြော၍မုံမျက်နှာကျက်သည်လက်တော်နှင့်လွတ်သောအရာများကိုပြတ်တတ်၏ပြောပါတယ်အဲ့တော့ယောမတိ20မှာလည်းသူနည်းသူစွာပေါ်ပြထားတာရှိပါတယ်အဲ့တော့ဘုရားသခင်ကတဘာဝအရာဒီအဖြစ်စကားပြောတယ်နော်လူတွေကိုဘုရားသခင်ဘယ်မှာရှိလဲဟိုမှာရှိတယ်တွားရှာလို့မရဘူးဒါပေမဲ့ဘုရားသခင်ကတဘာဝအားဖြင့်တဘာဝအရာတွေအားဖြင့်စကားပြောတယ်ကျွန်တော်တို့ကျမ်းစာကျွန်တော်တို့ကယုံကြည်သူဖြစ်တဲ့အခါမှာဒီကျမ်းစာတွေရတယ်ကျမ်းစာရှိနေတယ်နှလုံးသားထဲမှာပေါ့နော်အဲ့တော့ကဘာမှာဖြစ်ပြလာတဲ့အရာတွေကိုကြည့်ပြီးမှအော်ဒီချိန်ကဒီလိုဖြစ်နေပြီဒီချိန်ကနောက်ဆုံးတော့ကာလရောက်လာပြီဆိုတာကိုကျွန်တော်တို့ဝိညာဉ်တော်ဘုရားကခုနပြောလို့အထက်ကနေနှုတ်ဆော်ခြင်းရပါတယ်နော်ရပါတယ်အဲ့တော့ဒီမှာဗာပြောလဲဆိုရင်မိုးကောင်းကင်ဆိုတာကောင်းကင်မှာဖြစ်ပြတဲ့အရာတွေအားဖြင့်ဘုရားသခင်ကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်နော်မိုးကောင်းကင်မှာအရင်တော့ကပေါ့နော်နေဝင်သွားတာကျွန်တော်တို့သိဖို့တော့မလားနေဝင်တာလေတခါတည်းနေကိုဝင်သွားတာတွေရှိတယ်လေအဲ့တော့နေကြတာတွေပေါ့နော်နေကြတာတွေတွေ့ရတဲ့ခါမှာအဲ့ဒါကဘုရားသခင်ကျွန်တော်တို့ကိုတတိပေးနေတာဖြစ်တယ်ဘုရားစကားပြောနေတာလူတွေကိုလတွေကြသွားတာတွေရှိတယ်ကဘာမှာလေအရင်တော့ကလတစ်ခါနှစ်ခါပဲကြတာအခုကတော့စစ်တိုက်ကြီးပဲ
နေကြတာလည်းအချိန်ပြည့်ပဲအရင်တော့အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့ဘုရားသားသမီးတွေကဘုရားသားသမီးတွေဆင်ခြင်ပြီးမှတတိယဖို့အရေးကြီးတယ်ဘုရားသခင်ကျွန်တော်တို့လူတွေကိုစကားပြောနေပြီလူတွေကိုဒီခေတ်ဒီကာလနောက်ဆုံးတော့ကာလဘုရားသခင်ကြွလာဖို့အရာနေရရောက်ပြီဆိုတာကိုစကားပြောတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးပါတယ်တဘာဝအရာဘေးအန်ဒီဒီတဘာဝလေမွန်တိုင်းတွေအရင်တက်ပို့ပြများတယ်အခုကြီးလိုက်ဒီဖြစ်ပြလာတဲ့အရာတွေလိုင်းပေါ်တက်လာတဲ့အရာတွေကြီးလိုက်အရင်တက်စပ်ပေါင်းများစွာများတယ်ပြီးရင်ရေကြီးတာတွေရေရှားတာတွေအများကြီးဖြစ်တယ်နော်အဲ့ဒီဘေးကဘေးအာဒီဟိုလဲတဘာဝဘေးအဖြစ်လူပေါင်းများစွာတည်ကြတယ်ဗောနော်အဲ့လူတွေဖြစ်တာကအခုကတပြည့်ပြည့်ပူပြီးမှများလာဖို့များတယ်ဒါမဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ကပူပြီးမှဘုရားသခင်ကျွန်တော်တို့လူသားတွေကိုစကားပြောနေတယ်ဆိုတာကိုအောက်မဲ့တည်ရဖို့အရေးကြီးတယ်အာမင်အဲ့တော့တဏ္ဍာငိုင်နဲ့ရှမဿဲခရစ်ဝင်အခန်းကြီး24နော်ယေရှုပြောတဲ့အရာပေါ့24တို့ဆိုရင်ဘယ်လိုပြောလဲဆိုရင်ကမ္ဘာမှာဖြစ်ပျက်မဲ့အရာတွေယေရှုကအများကြီးပြောတယ်တိုင်းနိုင်ငံတွေစိတ်ဖိကြမဲ့အရာတွေအစာခေါင်းပါခြင်းကဘေးတွေရောက်မဲ့အရာတွေယေရှုအများကြီးပြောခဲ့တယ်ပေါ့နော်အဲ့ဒီဟာတွေကလက်တွေ့အခုချိန်မှာဖြစ်နေပြီနော်တိုင်းနိုင်ငံတွေလည်းဟိုနိုင်ငံကလည်းလှုပ်ချင်ဒီနိုင်ငံလည်းလှုပ်ချင်အမြောက်ကလည်းဒီမြောက်ကလည်းထောင်းဒီအမြောက်ကလည်းထောင်းဆိုတော့အခုကကဘာကြီးညှိချဖို့ကအင်မတန်ခက်ခဲစင်ယူဖို့မလွယ်တဲ့ကာလဖြစ်လာပြီအဲ့တော့ဒါကတော့နောက်ဆုံးသောကာလကိုဦးတည်နေတယ်နောက်ဆုံးသောကာလရောက်လာနေပြီနော်ချစ်တော်မိတ်ဆွေတို့အဲ့ဒါကိုကျွန်တော်တို့ကိုဘုရားသခင်ကစကားပြောနေပြီအရင်တော့ကကျွန်တော်ဗဒ္ဓမရောက်တော့ကဒီမှာဖုန်းတော်မှာကျွန်တော်ကဒီမှာ15နှစ်ကျော်လာပြီနော်အဲ့တော့ဗဒ္ဓမရောက်တော့ကဖုန်း Nokia ပဲရှိတယ် Nokia နော်တီး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  Nokia ပဲရှိတယ်အဲ့ဒါကျွန်တော်အဲ့တော့ပဲသုံးတယ် online ဆိုတာမသုံးဘူးဘာဖြစ်လဲမသိဘူးအခုကလေးတယောက်ကျွန်တော်တားတော်မှာတားရင်းပြီးတော်မှာဖုန်းနဲ့တစ်ချင်းလုံးမအားရှာဘူးဇာဖဖို့လို့နေနေတာအဲ့တော့ဘာဖြစ်လာလဲဆိုရင်လောကကြီးကဖုန်းတစ်လုံးထဲမှာတကဘာလုံးကိုကြည့်လို့ရတဲ့အခြေအနေမျိုးမှာရောက်လာပြီအဲ့တော့ကျွန်တော်တို့ခုနတဘာဝအရာကစကားပြောတယ်ဆိုတာအရင်တုန်းကကျွန်တော်ကိုဗစ်ဖြစ်တဲ့အခါမှာကျွန်တော်တို့သိရနော်ဘုရားเจ้าနဲ့အကုန်လုံးပြီးရတယ်ဒီဘုရားเจ้าနဲ့အကုန်လုံးပြီးဟိုဘက်ဘုရားเจ้าနဲ့အကုန်လုံးပြီးပြီးမှကျွန်တော်တို့ဆိုလည်းမတောင်းရဒီအိမ်မှာပဲလောင်နေရတယ်အိမ်မှာပဲနေရတယ်အိမ်ကျွန်တော်အိမ်သူအိမ်သားတွေပဲစကားပြောရတယ်တယောက်ကိုဗစ်ဖြစ်ပြီဆိုရင်အခန်းထဲမှာလောင်ထားစကားမပြောနဲ့အပြုံမထဲနဲ့သမီးပို့ပေးမယ်ရေပို့ပေးမယ်စားရဖြစ်ပေါ့ကျွန်တော်တို့လုပ်တဲ့ခါမှာဒီမှာကျွန်တော်ကဒီဝက်သားဆိုင်မှာလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီဂျားမှာလုပ်ခဲ့တာအဲ့ချင်းဝက်သားဆိုင်တွေဖွဲ့တယ်ဒီဟင်းသီးရဲ့ဆိုင်တွေဖွဲ့တယ်အလို့ရဖို့တော့မလွယ်ဘူးအဲ့တော့ကျွန်တော်ဝက်သားဆိုင်မှာလုပ်ရတယ်နဲ့လုပ်တဲ့ခါမှာဒီမှာကျွန်တော်ဖြတ်လာလုပ်တဲ့ခါမှာဆိုင်ဝင်လဲတင်းလုပ်ရတယ်ပြန်လာရင်လဲမနေ့ပြန်လာရင်လဲတင်းလုပ်ရတယ်ဟာနောက်ဆုံးတော့ကလာရောက်နေပြီလားပေါ့နော်ဒီဘဲတာချင်းကာလများရောက်နေပြီလားဆိုပြီးတော့အရာစိတ်ထဲမှာမပြောဘူးဒီမှာတွားရင်ခွေးပဲရှိတယ်လူမရှိဘူးကားလည်းမရှိဘူးအားလုံးကသိစိတ်နေတော့ဒီနားတလျှောက်တွေကအကုန်လုံးသိစိပြီးမှအမိုက်ကျုံတဲ့လူမရှိတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုရင်ဟိုမှာဒီအရွက်တွေကြာလာလေကားလားဒီမှာလေတွေဝီမသိဟိုဇိုဘီကားမှာရောက်နေတယ်လို့ဖြစ်နေတာဟာအဲ့ဒါနဲ့ဝါအရန်နေတယ်ပေါ့ဒီဘဲတာကြီးကာလများရောက်နေပြီလားဆိုပြီးမှပေါ့အရန်ဒါမဲ့ဒီအရာတွေကတဘာဝအရာတွေဒီအရာတွေကဒီအန်တီခရစ်လုံမဲ့နောက်ဆုံးတော့ကာလမှာအန်တီခရစ်ကသူနည်းသူဆိုလုံမှာဖြစ်တယ်ဈေးဝင်ဈေးထွက်သွားတဲ့လူတွေတင်းလို့ရမှာနဖူးနိုင်ဖြစ်တယ်လက်ယာနာဖြစ်စေနဘာမပါဘူးဆိုရင်ဝင်လို့မရဘူးဈေးဝင်ဈေးထွက်လွတ်လို့မရဘူးဆိုပြီးမှတမန်ကျမ်းစာမှာပါပါတယ်ဒါကြောင့်ဒီအရာတွေဖြစ်လာတဲ့အခါမှာဒါကတော့နမူနာပဲဖြစ်သေးတယ်နော်ချစ်တော်မိတ်ဆွေများနမူနာပဲဖြစ်တယ်ကျွန်တော်တို့ပူတာဦးမှာဆိုရင်ဗီဒီယိုမနဲ့ပြဖို့ရအတွက်ဘာလို့ရလဲဆိုရင်နမူနာထိုးတာအရာကောင်းတဲ့နေရာမှာပဲပြပြီးမှပြရဟာလူတွေကမနဲ့ပြန်ကြရင်ဒါအရာကောင်းမဲ့ပုံရှိတယ်ဆိုတော့မနဲ့ပြန်တော့ရှစ်တင်မြကျဲဦးတွေမှလာပြီးမှကြည့်တာပေါ့
စရပြီပေါ့မရှိရှိတဲ့ပက်စာတွေနဲ့လာပြီးမှကြည်တာမနဲ့ပြန်ပြတ်ဖို့ရတဲ့ဒီနဲ့နမူနာထိုးရတယ်ပူတော်မှာရင်တော့ကဗီဒီယိုခင်းမှာပေါ့အဲ့တော့ဘေးရန်ကြီးကာလဆိုတာမချာမီမှာရောက်တော့မယ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကိုဖျားသခင်တဘာဝအရာအဖြစ်စကားပြောနေတယ်ကဘာမှာဖြစ်ပြနေတဲ့အရာအဖြစ်ကျွန်တော်တို့ကိုစကားပြောနေတယ်ဆိုတာကိုကျွန်တော်တို့နားလည်စေချင်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေဒီနေ့တမန်တော်နဲ့အမြဲအသက်ရှင်ဖို့အရေးကြီးပါတယ်နော်ယောလနေ့30တိမှာဆိုရင်ထာဝရဘုရားကြီးကြောင်းမဲ့ဖွေတော့ကြီးတော့နေ့ကြီးမတိုင်မီနေဒီမောင်မိုက်အတိဖြစ်လိမ့်မယ်လာဒီလေတွေးဖြစ်လိမ့်မယ်ခုနလည်းကျွန်တော်ပြောပြီးအဲ့တော့ဒီမှာတိကအဖြစ်ကြောင်းမဲ့ဖွေနေ့ရက်ကိုရောက်တော့မယ်ဆိုတဲ့ဟာကိုကျမ်းစာကကျွန်တော်တို့စကားပြောလို့တဘာဝအရာအဖြစ်လဲစကားပြောပါတယ်ဒါကြောင့်ညီကူမမတို့ဒီနေ့လူငယ်တွေနော်လူငယ်မောင်မယ်တွေအားလုံးဒီကာလဟာနောက်ဆုံးသောကာလရောက်နေပြီဖြစ်တယ်နော်ရောက်နေပြီဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့တမန်တော်နဲ့အသက်ရှင်ရအောင်အချင်းရှိတယ်ဖြစ်စေမရှိတယ်ဖြစ်စေဘုရားသခင်ကိုအားကိုးပြီးမှအမြဲတမ်းနေ့ရက်စဉ်တိုင်းမှာဘုရားသခင်နဲ့တွာလာကြရအောင်ဘုရားသခင်ဟာနော်အကြောင်းမျိုးမျိုးအားဖြင့်ကျွန်တော်တို့ကိုစကားပြောနေတယ်ဖခင်ရဲ့အတန်ကိုကြားပြီးမှဖခင်စကားပြောတဲ့အရာကိုနားလေသိရှိပြီးမှဘဝကိုနော်ယုံကြည်ခြင်းရှိရှိနဲ့ဖြတ်တန်းကြရအောင်ဒီ